ကောင်လေးကတွေးဖို့ချိန်နဲ့ည7 နာရီကျော်တဲ့မြို့ထဲပဲကားတွေပက်လို့ရှောက်လို့မောင်းမပါတဲ့အဖွားမြို့ထဲပဲရုပ်ချင်းကြည့်ချင်းလို့ဆိုအိုရာပါတဲ့နိုင်အောက်ပြန်အိမ်ပြန်လိုက်ပုံမဲ့ဆိုသေးကြတာကတန်တန်တန်ဟေးတန်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 ဘာလို့လဲကြပေါက်လဲကြနောက်ပြီးတန်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 ဟေးဟောအသားကြီးမှသွားတယ်လဲထွားကုန်အောင်မလေးအတက်ကကြီးတော့ညက်လုံးနဲ့လည်းမုံနေဟဲ့ကောင်လေးနင်းခွာပြေးဟေးမျက်လုံးနဲ့မုံတာလည်းပြောသေးအသက်ကြီးလို့မျက်လုံးမုံတယ်ပြောတယ်အောက်ကကလေးခွာပြဲတာသိတယ်ကြီးဖိုးထောင်ရဲ့မိဖိုးထောင်တွေ့ဦးလားအဖွားရှေ့အဖွားဟဲ့တော့အဖွားနေသမောင်ဆိုင်းရှည်ကြီးလာပြီးတော့ဟိုအော်ဒီအော်နဲ့အဖွားဘာလာလို့တာတော့ပြောဘာတွေလိုက်ရှာတာတော့ဒီမှာဒီမှာပဲအောက်ချောင်းတာတော့ဒီအောက်မြန်ဖိုးထောင်ပုံနေမလားခင်ဗျာမိဖိုးထောင်ဒီအောက်ပုံမလားဆိုင်းအဖွားမြေလေးပြောင်းနေလို့အဖွားမြေပြောင်းနေလို့ဟုတ်တယ်ဟောဒါဖိုးထောင်ဟုတ်ဘူးဒီဖိုးထောင်ကအကြီးဟေးဘာလဲတော့အသက်ကြီးလို့ပါအသက်ကြီးပြောတာလေဘယ်နဲ့ဒီဖိုးထောင်ကအကြီးတော့မိုက်လေးနဲ့အော်ပေးစမ်းမအဖွားကိုအော်လို့မရဘူးမေးပိုင်မေးအော်လိုက်တော့လေဖွားကြတော့အသက်ကြီးနေတော့ဖိုးထောင်ရဲ့လို့မအော်နိုင်လို့အော်နိုင်လို့တောင်ကြပေါ့ခင်ဗျအော်ပြီးပြီဒီကအေးသေဥပောက်ပြီဟုတ်ဗျာဖွားထွက်လာနဲ့တန်းပြီးတော့မယ်ဒီအဲ့လိုပဲဓာတ်ပတ်တော့တာမောင်လိုက်မလာနဲ့ဆိုတာလိုက်လာတိလားဟမ်အဲ့ဒါဖွားပါတော့အဲ့ဒါဖွားလင်ဟေးဟုတ်လို့လားဒါဖွားလင်လိုက်မလာပါနဲ့ဆိုလိုက်သွားပြန်တော့စက်ပြကွက်ထဲမှာတော့ဘီရိုထဲမှာငါကြော်2ကောင်တကောင်မောင်စားတကောင်မတွက်ချန်ထားဟုတ်ပဲတကောင်မောင်စားတကောင်မတွက်တကောင်မတွက်ချန်ထားရပါတယ်အဖွားကျွန်တော်တို့အော်ပေးမယ်အဖွားမီးပြောက်လို့လာရှာတာဟုတ်မှာပေါ့အုပ်စိုးခန်းတို့လည်းပါတယ်ဟဟလားဆိုင်းကလည်းမန္တလေးချမ်းမို့ဆိုင်းဆိုတော့ပရိသတ်ကလည်းအများကြီးစီးတယ်ဟုတ်တယ်နော်ရုပ်ရှင်မင်းသားမင်းသမီးတွေကပါနေတော့ကျတော့ပရိသတ်ကစီတော့လူတွေကများတာပေါ့များတာဟုတ်များတော့မီးပြောက်သွားမှာပေါ့မီးပြောက်သွားမှာပေါ့ဟာအဲ့အဖွားနေသက်မောင်ခင်ဗျကျွန်တော်ဆိုင်းရှင်နေပြန်တို့လာကောက်နေလားမလေးမပေးတာ3ရက်ရှိမပေးတာတော့3ရက်ရှိပြီလုံးလကားစားတာဖွားကျွန်တော်တို့အော်ပေးမယ်အခေါ်ပေးမယ်နော်ပရိသတ်ကများလူကများတော့နော်ဖွားလဲတော့မီးပြောက်သွားတာခေါ်လိုက်မယ်နော်ဖိုးထောင်နဲ့သူမြည်နေမယ်ဟုတ်ကဲ့ဖိုးထောင်ရေဘယ်ရတော့ဘယ်ရရေးတော့အဲ့အတန်ငါတေချာရင်းနေကြဘူးတဲ့ရင်းနေကြဘူးအဲ့ဒါဖိုးထောင်တော့မဟုတ်ဘူးငါရဲ့38ရောက်မြောက်လင်းငယ်လေးဟေးလင်းငယ်တော့တယောက်တည်းမဟုတ်ဘူး38ရောက်မြောက်လင်းငယ်လေဒါနဲ့ဆိုင်းချာလေးမေ့မလို့မေ့ဘာမေ့မှာတော့ပေါင်